အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ Luke Joe 2 line ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ပြောင်းလဲလာတဲ့နည်းပညာခေတ်ရဲ့ရည်စည်းကြောင်းကိုလိုက်ပြီးတော့ကျွန်တော်တို့ရဲ့သင်ကြားသင်ယူမှုပုံစံတွေကလည်းပြောင်းလဲသွားတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးပြောင်းလဲသွားတဲ့အချိန်မှာကျွန်တော်တို့နဲ့အတူတူလိုက်ပါလာတဲ့ system တစ်ခုလည်းရှိတယ်ကျွန်တော်တို့ကိုထောက်ပံ့ပေးနေတဲ့ system တစ်ခုလည်းရှိတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့က LMS လို့ခေါ်ပါတယ်အဲ့တော့ကျွန်တော်ဒီနေ့မှာ LMS အကြောင်းကိုကျွန်တော်တို့အတူတူဆွေးနွေးကြရအောင်အဲ့တော့ LMS ရဲ့အရှိကောက်ကတော့ကျွန်တော်တို့က Learning Management System ဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒီ Learning Management System အကြောင်းကိုကျွန်တော်ကရေပူရမပြောခင်မှာ technical point ကနေကျွန်တော်တစ်ချက်ရှင်းပြချင်တာရှိပါတယ်အဲ့ဒါကတော့ကျွန်တော်တို့က Software as a Service လို့ပြောခေါ်ပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့ LMS platform က software တစ်ခုဖြစ်တယ်အဲ့ဒီ software ကကျွန်တော်တို့ service တွေကျွန်တော်တို့ပေးတယ်ပေါ့နော်အဲ့တော့ဘာ service တွေပေးရလဲကျွန်တော်တို့ရဲ့သင်ကြားသင်ယူမှုကိုအထောက်အကူပြုပေးရန်အတွက်ဘယ်လိုမျိုး service တွေပေးလဲဆိုတာကျွန်တော်ဆက်ပြီးတော့အတူတူလေ့လာကြည့်အောင်ဟုတ်ပြီနံပါတ်1နဲ့ကျွန်တော်တို့ပါလဲဆိုတော့ cost management ဖြစ်ပါတယ် cost management ဆိုတာကကျွန်တော်တို့ရဲ့ cost တွေကို online မှာပဲဖြစ်ဖြစ် LMS platform တစ်ခုပေါ်မှာကျွန်တော်တို့ရဲ့ကိုယ်ပိုင် cost တွေဖန်တီးလို့ရတယ်အဲ့ဒီ cost တွေကိုကျွန်တော်တို့က category လိုက်ခွဲလို့ရတယ်လို့ semester လိုက်ခွဲလို့ရတယ်သင်ခန်းစာလိုက်ကျွန်တော်တို့ကခွဲလို့ရတာဖြစ်ပါတယ် now structure content ပေါ့နော်ကျွန်တော်တို့သင်ကြားသင်ယူမှုလုပ်တဲ့အချိန်မှာကျွန်တော်တို့ကအချိန်အတိုင်းအတာတစ်ခုတွင်မှာကျွန်တော်တို့ရဲ့ course ကဘယ်လိုမျိုးပုံစံဖွဲ့စည်းထားလဲဥပမာကျွန်တော်တို့က module အလိုက်ဖွဲ့စည်းထားလား lesson လိုက်လား chapter လိုက်လား week လိုက်လား session လိုက်လားပေါ့ကျွန်တော်တို့က LMS သုံးမယ်ဆိုရင် module လိုက်ကျွန်တော်တို့က course တွေတင်ရတာရှိတယ် course material တွေ course file တွေတင်ရတာရှိတယ် lesson လိုက် course file တွေတင်ရတာရှိတယ် chapter လိုက်ကျွန်တော်တို့က course file တွေ course content တွေကျွန်တော်တို့တင်ရတာရှိတယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ဒီ preference ပေါ်မူတည်ပြီးတော့ဘယ်လိုမျိုးလုပ်လဲဆိုတာကိုယ့်ရဲ့ course ပေါ်မှာပဲမူတည်တယ်ပေါ့နော်နောက်တစ်ခုကတော့ reuse or clone existing course ဖြစ်ပါတယ်ပြောချင်တာကကျွန်တော်တို့ဒီ course တစ်ခုကိုကျွန်တော်တို့ကတင်လိုက်ပြီပေါ့နော်တင်လိုက်တဲ့အချိန်မှာပြီးသွားပြီထားပါတော့အဲ့တော့အဲ့ဒီပြီးသွားတဲ့ course ကိုကျွန်တော်ကနောက်တနေရာမှာကျွန်တော်ပြန်ပြီးတော့သုံးလို့ရတယ် clone လို့ရတယ်ဆိုတဲ့သဘောတရားပေါ့ကျွန်တော်တို့ကနောက်တစ်နေရာမှာ course ကိုတင်တဲ့အချိန်မှာပြန်ပြီးတော့ဒီ course ကိုပြန်ပြီးတော့ဖန်တီးအစအဆုံးဖန်တီးတာမျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့ရဲ့လွန်ခဲ့တဲ့အချိန်တုန်းကသင်ခဲ့ထားတဲ့ course ရှိတယ်ပေါ့နော်အဲ့ဒီ course ကိုကျွန်တော်တို့ကဒီမှာပြန်ပြီးတော့ clone တစ်ခုအနေနဲ့သုံးလို့ရတယ်အဲ့တော့ကျွန်တော်တို့ကအစအဆုံး course တစ်ခုလုံးကြီးကိုပြန်ဖန်တီးစရာမလိုဘဲနဲ့လိုအပ်တဲ့အပိုင်းကိုပဲကျွန်တော်တို့က clone လုပ်ပြီးတော့ပြင်ဆင်မှုတွေလုပ်လို့ရတာဖြစ်ပါတယ်service number 2မှာကျွန်တော်တို့ဘာရှိလဲဆိုတော့ user management ဟုတ်ပါတယ်ကျွန်တော်တို့က LMS ကလည်းကျွန်တော်တို့ကကျောင်းတစ်ခုလိုပဲကျွန်တော်စဉ်းစားကြည့်လိုက်ရအောင်ကျွန်တော်ကျောင်းမှာ students တွေရှိတယ် teachers တွေရှိတယ် admin တွေရှိတယ်အဲ့တော့ဒီနေရာမှာကျွန်တော်တို့ကဒီလိုမျိုးကျောင်းသားကျောင်းသူတယောက်ကနေပြီးတော့ကျွန်တော်တို့ရဲ့ LMS ကိုစပြီးတော့ကျွန်တော်တို့ရဲ့ course တွေကိုစတက်တော့တဲ့အချိန်မှာကျွန်တော်တို့ရဲ့ LMS platform မှာ register လုပ်ရတယ်ပေါ့နော်အဲ့တော့အဲ့ဒီ register လုပ်တဲ့အချိန်မှာဆရာပဲဖြစ်ဖြစ်ကျောင်းသားကျောင်းသူပဲဖြစ်ဖြစ်မြည်သူမဆိုကျွန်တော် register လုပ်တဲ့အချိန်မှာကျွန်တော်တို့ရဲ့ role တွေသတ်မှတ်ထားတာတွေရှိတယ်ပေါ့နော်ဥပမာကိုကကျောင်းသားအနေနဲ့ဒီကျွန်တော်တို့ဒီ enroll လုပ်မယ်ဆိုရင်ကျွန်တော်တို့ကသူ့ကို student level student role ပေးရမယ်ဒါမှမဟုတ်ဒီ course မှာသူ teachers အနေနဲ့ဝင်သင်မယ်ဆိုရင်သူ teachers role ပေးရမယ်ပေါ့နော်အဲ့လိုမျိုး roles တွေကျွန်တော်တို့ကဒီမှာကျွန်တော်တို့ကခံခွဲလို့ရတယ်ပေါ့နောက်တစ်ခုကအဲ့ဒီ roles တွေပေါ်မူတည်ပြီးကျွန်တော်တို့က LMS platform ပေါ်မှာဘာလုပ်ရတယ်ဥပမာဘယ် course ကိုပဲကျွန်တော်တို့ကဒီ user တယောက်ကaccess လုပ်လို့ရတယ်ဆိုတဲ့ permission နဲ့ကျွန်တော်တို့ပေးလို့ရတယ်ပြီးကြရင်ကျွန်တော်တို့ကဒီ teachers ဖြစ်ပြီးတော့နောက်ထပ်ကျွန်တော်တို့က teachers ထပ်ပြီးတော့ထည့်လိုက်မယ်သူ့ကိုကျွန်တော်တို့ကဒီဘယ်လိုပြောမလဲ assistant teachers roles ကိုလည်းကျွန်တော်တို့ကဒီမှာ assign လုပ်လို့ရတယ်ရှိပါတယ်ပေါ့နော် LMS မှာပေါ့နောက်တစ်ခုကကျွန်တော်တို့ကကျောင်းဒီသင်ကြားသင်ယူမှုလုပ်တဲ့အပိုင်းကိုကျွန်တော်ပြောကြည့်အောင်ပေါ့နော်အဲ့ဒါကတော့ group learners ကျွန်တော်တို့ဒီခါလေးမှာ traditional learning မှာဆိုရင်ကျွန်တော်တို့က group တွေပါတယ်တိတ်ရှိထားမှရှိဘူးပေါ့နော်အဲ့တော့ LMS မှာကျွန်တော်တို့ကဒီလိုမျိုးfeature တွေပါလာတယ်ပေါ့နော်ဒီလိုမျိုး service တွေအဲ့တော့ကျွန်တော်တို့ကျောင်းသားတွေကျွန်တော်တို့ရဲ့ course ကိုတက်နေတဲ့ user တွေကသူတို့ကိုကျွန်တော်တို့ကgroup project တွေပေးတဲ့အချိန်မှာသူတို့ကို group ဖွဲ့ပေးလို့ရတယ်သူတို့ရဲ့ attend လိုက်ပေါ့နော်ဒါမှမဟုတ်သူတို့မှာရှိတဲ့ department လိုက်ပေါ့အဲ့လိုမျိုးကျွန်တော်တို့က group ဖွဲ့ပြီးတော့ကျွန်တော်တို့စိတ်ကြိုက်စာတင်လို့ရတယ်ပေါ့နော်သဘောတရားတော့နောက်တစ်ခုကတော့ကျွန်တော်တို့ကဘာလဲဆိုတော့
content delivery ဒါကတော့အရေးကြီးပါကျွန်တော်တို့ဆရာမတွေကနေပြီးတော့ teachers တွေနေပြီးကျွန်တော်တို့ဒီ student တွေစီကိုကျွန်တော်တို့က course သင်ပြီးသား lesson file တွေ document တွေကျွန်တော်တို့က share ဖို့ဆိုရင်ကျွန်တော်တို့ကဘယ်လိုမျိုး type တွေရှိလဲပေါ့ဒီနေရာမှာ LMS က accept လုပ်တာကျွန်တော်တို့word document တွေပါမယ်နောက် PDF file တွေပါမယ် video တွေကျွန်တော်တို့ကပါမယ်ပေါ့နောက် audio ကျွန်တော်တို့တင်နေတယ်ဆိုလဲကျောင်းသားတွေအတွက်ကျွန်တော်တို့ lesson က audio lesson ဆိုရင်လဲ audio တင်လို့ရတယ်ပေါ့နော်ဒါမှမဟုတ်ကျွန်တော်တို့မှာပြင်ဆင်ထားတဲ့ PowerPoint slide တွေရှိတယ်ဆိုရင်လဲကျွန်တော်တို့ရဲ့ဒီ course material အနေနဲ့ကျွန်တော်တို့ကဒီမှာလာပြီးတော့ upload လုပ်လို့ရတယ်ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့ကဒါကတော့အရင်ကောင်းတဲ့အချက်ပေါ့နော်ကျွန်တော်တို့က online လဲတင်မယ်နောက် hybrid လဲဖြစ်တယ်နောက် totally online လဲဖြစ်တယ်ဒါမှမဟုတ်ကျွန်တော်တို့ကဒီ live session လဲကျွန်တော်တို့လုပ်မယ်ဆိုရင်လက်ရှိကျွန်တော်တို့က video conferencing ဖြစ်တဲ့ Zoom software နဲ့ကျွန်တော်တို့က integration ချိတ်ဆက်ပြီးတော့လုပ်လို့ရတယ်ဥပမာဆိုကျွန်တော်တို့ကဒီ week မှာဆိုရင်ကျွန်တော်တို့ကဒီ Zoom နဲ့ကျွန်တော်တို့ကချိတ်ပြီးတော့ဒီအချိန်မှာ Zoom ကသူ့အလိုလိုကျွန်တော်တို့ကvideo conferencing session automatic ဖြစ်ပေါ်လာအောင်ကျွန်တော်တို့က Zoom အနေနဲ့ချိတ်လို့ရတယ်ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့ဗာလဲဆိုတော့ assessment and testing ဒါကတော့ကျွန်တော်တို့ကအရင်ကောင်းတဲ့အချက်ပေါ့နော်အဲ့ဒါဗာလဲဆိုကျွန်တော်တို့ဆရာမတွေကကျွန်တော်တို့ကျောင်းသားကျောင်းသူတွေရဲ့သင်ကြားသင်ယူမှု level တွေကို test လုပ်ဖို့ရန်အတွက်ကျွန်တော်တို့ assessment တွေ testing တွေလုပ်ကြတယ်ပေါ့နော်အဲ့ဒါမှကျွန်တော်တို့ method လေးတွေကကျွန်တော်တို့ quiz တွေဖန်တီးလို့ရမယ်နောက် short test တွေပေးလို့ရမယ်နောက် surveys တွေလည်းကျွန်တော်တို့ပေးလို့ရတယ်ပေါ့နော်နောက်တစ်ခုကတော့ multiple choice question တွေလည်းကျွန်တော်တို့ပေးလို့ရမယ်နောက်တစ်ခုကကျွန်တော်ဒီဥပမာကျွန်တော်တို့ဒီ drag and drop ပုံစံဖြစ်တဲ့လမ်းပြီးတော့ matching လုပ်တာတော့ A နဲ့ကျွန်တော်ဒီဘက်ကဆိုကျွန်တော်က ABC ပေးထားမယ်ဒီဘက်က1 2 3အဲ့ဒါဆိုကျွန်တော်တို့က matching လုပ်လို့ရအောင်ပေါ့နော်အဲ့လိုမျိုးစနစ်တွေလည်းကျွန်တော်တို့ feature တွေလည်းဒီမှာကျွန်တော်တို့ပါဝင်နေတယ်ပေါ့နော် LMS မှာနောက်တစ်ခုကတော့ကျွန်တော်တို့ကဒါလည်းအရင်ကောင်းတဲ့အချက်ပေါ့နော်ဒါကတော့time limits ပေါ့ဥပမာကျွန်တော်တို့ဒီ quiz တစ်ခုကိုဖြေတော့မယ်ဆိုရင်သူကနိုင်ဝက်ပဲအချိန်ရတယ်ဆိုရင်နိုင်ဝက်ကျွန်တော်တို့ကဆရာမတွေက limit ထားလို့ရတယ်ပေါ့နော်အဲ့ဒီ limit ထက်ကျော်သွားရင်တော့ကျွန်တော်တို့ကျောင်းသားကျောင်းသူတွေအနေနဲ့ပြန်ဖြေလို့မရတော့ဘူးနောက်ပဲကျွန်တော် question တွေကိုလည်းကျွန်တော်တို့က shuffle လုပ်လို့ရတယ်လို့ randomize ပေါ့နော် randomize လုပ်လို့ရတယ်ပြီးကြရင်အဲ့ဒီပုံမှာမူတည်ပြီးကျွန်တော်တို့ဆရာမတွေကကျွန်တော်တို့ဒီ grade တွေသတ်မှတ်လို့ရတယ် automatic grade တွေပေါ့နော်ကျွန်တော်တို့တစ်ခါတည်းသတ်မှတ်လို့ရတယ်ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်ဗာလဲဆိုတော့progress tracking ဒါမှမဟုတ်ဆိုကျွန်တော် reporting ပေါ့အဲ့ဒါကျွန်တော်တို့အရေးကြီးတယ်ပေါ့နော်ကျွန်တော်တို့ကျောင်းသားကျောင်းသူတယောက်ကဒီကျွန်တော်တို့ရဲ့ course မှာသင်ကြားပြီးသွားပြီဆိုရင်သူက course completion ဆိုတဲ့ဒီအရာရှိတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုး course completion ဆိုတဲ့ဒီ course completion ကိုမရောက်ခင်မှာကျွန်တော်တို့က tracking လုပ်လို့ရတဲ့ပုံစံတွေရှိတယ် report တွေကျွန်တော်လုပ်လို့ရတယ်ပေါ့နော်ဥပမာဆိုရင်ကျွန်တော်တို့ကဒီကျောင်းသားတယောက်ကစာတွေတကယ်လုပ်ရလားဟုတ်ပြီနော်ပေးထားတဲ့ quiz တွေရောသူ့မှာschool မိရလားဆိုတဲ့ဟုတ်စားတယ်ကျွန်တော် feature တွေပါဝင်နေတယ်ပေါ့နော်နောက်တစ်ခုကတော့ activity and engagement တွေပါကျွန်တော်တို့က LMS မှာအခြား activity လည်းကျွန်တော်တို့ရှိပါတယ်ပေါ့နော်ဒါကျွန်တော်တို့ရဲ့ဒီ course ပေါ်မူတည်ပြီးတော့ဆရာမစိတ်ကြိုက်ဘယ်လိုမျိုး engagement လုပ်မလဲပေါ့နော်အဲ့လိုမျိုးဒီအများအားဖြင့်ကျွန်တော်တို့မှာကသင်ကြားသင်မှုလုပ်နေတဲ့အချိန်မှာကျွန်တော်တို့က activity တွေထည့်ထားရှိတယ်ဥပမာကျွန်တော်တို့ gamification တို့ပါတော့ပေါ့နော်အဲ့ဒါဆိုကျွန်တော် activity တွေထဲမှာကျွန်တော်ဒီမှာသုံးလို့ရတယ်အဲ့ဒီ feature တွေကျွန်တော်ဒီမှာပါနေတယ်ပေါ့နောက်ဆုံးတစ်ခုကကျွန်တော်တို့ progress report ကပါကျွန်တော်ဒီ course ကထားပါတော့6လကြာတယ်3လကြာတယ် for example အဲ့ဆိုကျွန်တော်ကဒီ6လဒီအတွင်းမှာသူ့ရဲ့ grade ပေါ်မူတည်မယ်သူ့ရဲ့ quiz score ပေါ်မူတည်မယ်သူ့ရဲ့ activity ပေါ်မူတည်ပြီးတော့ကျွန်တော်တို့ကနောက်ဆုံးမှာ progress report ထုတ်ကြတယ်ပေါ့နော်အဲ့တော့အဲ့ဒီ progress report ထဲမှာကျွန်တော်တို့ရဲ့ဆရာမတွေရဲ့ preference ပေါ်မူတည်ပြီးတော့ report ကတွေတော့ကျွန်တော်တို့ automatic ထွက်လာတာရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကအဲ့ဒီ report ကတ်ကိုလည်းကျွန်တော်တို့တခါတည်း data entry လုပ်စရာမလိုဘူးပေါ့နော်သူကျွန်တော်တို့ course စကနေဒီကျောင်းသားကဘယ်လောက်ဘယ်လိုပြောမလဲ completion ပြီးထားလဲဆိုတဲ့ဘယ်လောက် grading ရထားလဲဆိုတဲ့အချက်ပေါ်မူတည်ပြီး tracking လုပ်မယ်ပြီးကြကျွန်တော်တို့ကအဲ့ဒီ tracking ပေါ်မှာမူတည်ပြီးတော့ progress report ကတ်တွေကျွန်တော်တို့ထုတ်ပေးမယ်ပေါ့နော်နောက်တစ်ခုကျွန်တော်တို့ကအဲ့ဒါပုံမူတည်ကျွန်တော်တို့က certificate ပါကျွန်တော်တို့ထုတ်လို့ရတယ်ပေါ့နော် batch to certificate တို့တခုရှိတာဒီနေရာမှာကျွန်တော်တို့က certificate ဆိုတဲ့သဘောတရားက automated ထုတ်လို့ရတယ်ဆိုတဲ့သဘောတရားပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကကျောင်းသားကျောင်းသူတွေရဲ့သူတို့ရဲ့ student profile မှာလည်းကျွန်တော်တို့တစ်ချက်ခုနက user management အထက်မှာကျွန်တော်တို့တစ်ချက်ဝင်ကြည့်ဖို့တော့လိုတာပေါ့သူတို့ရဲ့ကျောင်းသားကျောင်းသူတွေရဲ့နာမည်တွေကကျွန်တော်တို့လိုချင်တယ်သူတို့ကျွန်တော်လိုချင်တဲ့နာမည်တွေဖြစ်ရလား
သူတို့ရဲ့နာမည်တွေကမှားနေလားဆိုတဲ့ဟာတွေကျွန်တော်ပြန်စစ်ဖို့လိုတယ်ပေါ့နော်အဲ့ဒီလိုမျိုးစစ်တဲ့အဆင့်ကတော့အဲ့ user management ဒီအဆင့်မှာကျွန်တော်တခါတည်း profile ထဲမှာသူတို့ရဲ့တူးချင်းစီရဲ့ profile မှာကျွန်တော်တစ်ချက်စစ်ကြည့်လိုက်မယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့က certificate ထွက်တဲ့ချိန်ကျရင်လေသူ့ရဲ့နာမည်အမှန်ဖြစ်မယ်ဆိုတဲ့သဘောတရားပေါ့နော်နောက်တစ်ခုကျွန်တော်တို့က budget ဆိုတာတစ်ခုလှုပ်တဲ့ချိန်မှာကျွန်တော်ပြီးမြောက်ထားတဲ့တစိမ့်လေးတွေပေါ့နော်အဲ့လိုမျိုးလေကျွန်တော်တို့က digital access ပုံစံလေးတွေကျွန်တော်တို့issue လုပ်လို့ရတယ်ပေါ့နော်ထုတ်ပေးလို့ရတယ်ပေါ့နောက်တစ်ခုကျွန်တော်ဗာလဲဆို communication tools ပေါ့ကျွန်တော်အရေးကြီးပါတယ်ကျွန်တော်တို့သင်ခန်းစာထဲမှာကျွန်တော်စာသင်နေတဲ့အချိန်မှာသင်ကြားသင်မှုဖြစ်စဉ်မှာဒီစာသင်တာတွေမဟုတ်ဘဲနဲ့ကျွန်တော်တို့က announcement တွေလည်းကျွန်တော်လုပ်လို့ရတယ်။နောက်ကျွန်တော်တို့ရဲ့ဒီ assignment နဲ့ပတ်သက်ပြီး email notification ပို့တာတို့ဒါမှမဟုတ်ဆိုရင်ကျွန်တော်ကျောင်းသားကျောင်းသူတွေရဲ့ဒီ progress ပေါ်မူတည်ပြီးကျွန်တော်တို့ကသူတို့ရဲ့သက်ဆိုင်တဲ့သူတွေမိဘတွေဒါမှမဟုတ်အခြားသူတွေရဲ့ဒီအုပ်ထိန်းသူတွေကိုကျွန်တော်တို့က email notification ပို့တာတို့နောက်ဒီလိုမျိုးဟာတွေပေါ့နော် announcement တွေကျွန်တော်တို့ကဒီမှာဖန်တီးလို့ရတယ်ဒီ service တွေပါတယ်ပေါ့နောက်တစ်ခု discussion forum ပေါ့ဥပမာကျွန်တော်တို့ဒီထားပါတော့ ID course တခုကျွန်တော်တို့ဒီမှာတက်နေထားပါတော့เนาะအဲ့တော့ ID course နဲ့ပတ်သက်ပြီးကျွန်တော်တို့ကကျောင်းသူတွေကျွန်တော်လွတ်လပ်စွာဆွေးနွေးခွင့်ပေးမယ်ပေါ့เนาะဒီ semester မှာအဲ့တော့ကျွန်တော်တို့ကဗာလဲဆိုတော့ဒီ ID နဲ့ပတ်သက်ပြီးတော့ဘာတွေသိထားလဲပေါ့เนาะဘာတွေရှိလဲဆိုတော့ကျွန်တော်တို့ကဆရာမတွေကတင်းလျောက်ပတ်တဲ့ topic တွေချပြီးတော့ကျောင်းသားချင်းပဲကျွန်တော်တို့ကဆွေးနွေးတာပဲဖြစ်ဖြစ်ဆရာမရောအဲ့ဒါမှာပါပြီးရော discussion forum မှာပါပြီးကျွန်တော်တို့ကဆွေးနွေးတာပဲဖြစ်ကျွန်တော်ဒီမှာလုပ်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော် forum ဆိုတဲ့အရာကလည်း LMS မှာ feature တစ်ခုပါတယ်ပေါ့နော်နောက်တစ်ခုကျွန်တော်တို့က messaging ပေါ့နော်ကျွန်တော်တို့ဒီလိုမျိုး messaging မှာကျွန်တော်နှစ်မျိုးသွားလို့ရတယ်ပထမကျွန်တော် private messaging ပေါ့ဥပမာကျွန်တော်တို့ခေါ်တာတော့ direct message ပေါ့နော်ဒီ LMS ထဲမှာကိုကျွန်တော်တို့ကဒီကျောင်းသားကျောင်းသူတွေနဲ့ဒါမှမဟုတ်ကျွန်တော်တို့ private အချင်းချင်းပေါ့နော်အချင်းချင်း private message ပို့လို့ရတယ်လို့ group chat တွေလည်းကျွန်တော်တို့ကဒီမှာလုပ်လို့ရတယ်ပေါ့နော်ဥပမာကျွန်တော်ဆရာမတက်ကနေပြီးတော့ကျောင်းသားကျောင်းသူတွေကိုကျောင်းသားကျောင်းသူတက်ကိုကျွန်တော်တို့ message ပို့ခြင်းနဲ့ဆိုရင်ကျွန်တော်တို့ကprivate message လည်းဒီမှာပို့လို့ရတယ်ပေါ့နော် email မသုံးဘဲနဲ့ကျွန်တော်တို့ private message ကိုလည်းဒီမှာသုံးလို့ရတယ်ပေါ့ဟုတ်ပြီကျွန်တော်ဒါကတော့ mobile access ပေါ့နောက်တစ်ခုကကျွန်တော် mobile access ဆိုတာဒီနေ့ခေတ်မှာဆိုရင်ကျွန်တော်တို့ကအချို့ဒီကျောင်းသားကျောင်းသူတွေကကျွန်တော်တို့ online မှာသင်တန်းတက်တယ်ပေါ့နော်အဲ့ချိန်မှာကျွန်တော်တို့ကအများအပြည့်တော့ကျွန်တော်တို့ကlaptop တွေရှိထားတယ်ပေါ့နော်ဒါပေမဲ့ဒါလည်းတိတ်မသေးကြဘူးပေါ့အချို့ပုံကိုယ်တွေကကျွန်တော်တို့ online သင်တန်းတက်နေတယ်ဒါပေမဲ့သူတို့မှာရှိထားတဲ့ mobile phone တွေပဲကျွန်တော်တို့ကဒီသင်ကြားသင်ယူမှုကျွန်တော်တို့တက်နေတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီလိုမျိုးသင်ကြားသင်မှုဖြစ်တဲ့ချိန်မှာကျွန်တော်တို့ဒီ LMS ကိုလည်းကျွန်တော်တို့ mobile ကနေတစ်ဆင့် mobile application ကနေတစ်ဆင့်ကျွန်တော်တို့ကသင်ကြားသင်ယူမှုလုပ်လို့ရတယ်ပေါ့နော်ဒါပေမဲ့အချို့ဟာလေးတော့ကျွန်တော်တို့ limitation တော့ရှိတာပေါ့အကယ်၍ computer နဲ့မဟုတ်ဘဲနဲ့ mobile နဲ့ access လုပ်မယ်ဆိုရင်လည်းလုပ်လို့ရတယ် assignment ထပ်လို့ရမယ်ဒါပေမဲ့ကျောင်းသားကျောင်းသူဘက်ကနေကျွန်တော်တို့ကနည်းနည်းလေး struggle လုပ်ရတဲ့အပိုင်းတွေတော့ရှိတာပေါ့နော် mobile နဲ့ဆိုတော့လေနော် mobile phone နဲ့ဆိုတော့ဟုတ်ကဲ့ပါဟုတ်ပြီအဲ့တော့ကျွန်တော် LMS ဒီ service တွေအကြောင်းကိုကျွန်တော်ပြောပြပြီးတဲ့နောက်မှာကျွန်တော်ကဒီ LMS ကိုသုံးခြင်းအပြင်ထပ်ပြီးတော့ဘာလိုမျိုးတွေကျွန်တော်က benefit ရှိနိုင်တယ်လဲပေါ့ကျွန်တော်နည်းနည်းလေးခြုံပြီးကြည့်အောင်ပေါ့နော်နံပါတ်1ကတော့ students ပေါ့နော် they can learn from anywhere ဘာကျွန်တော်ဒီ anywhere on the earth ပေါ့ဒီကျွန်တော် internet ရှိတဲ့ဘယ်နေရာမဆိုကျွန်တော်တို့ကကျောင်းသားကျောင်းသူတွေကျွန်တော်တို့ရဲ့ course တွေကိုအချိန်မရွေးနေရာမရွေး access လုပ်လို့ရတယ်ပေါ့နော်နောက်တစ်ခုကျတော့ self paced learning ပေါ့ self paced learning ဆိုတာကျွန်တော်တို့ကြိုက်တဲ့အချိန်မှာကျွန်တော်တို့အားတဲ့ချိန်ပုံမူတည်ပြီးပေါ့နော်ကျွန်တော်တို့ရဲ့ဒီအချို့ကျောင်းသားကျောင်းသူတွေကျွန်တော်တို့မှာအခြားအလုပ်တွေရှိတယ်ဆိုရင်ကျွန်တော်တို့ကဒါ self paced learning ပေါ့အချိန်မရွေးကျွန်တော်နေရာမရွေးဒီ course ကိုကျွန်တော်တို့တက်နိုင်တယ်ပေါ့နော်အဲ့တော့ဒီအချိန်စီမံခန့်ခွဲမှုကသူတို့ပုံမှာအားလုံးမူတည်သွားပြီပေါ့ self paced learning ဆိုတာပေါ့နော်နောက်တစ်ခုကျွန်တော်တို့ကဒီ teaching text တွေကို automate လုပ်လို့ရတယ်ပေါ့နော်ပထမဆုံးကျွန်တော်ခုနကပြောခဲ့တယ်ပေါ့နော်ပထမဆုံးကျွန်တော် course တစ်ခုကိုဖန်တီးလိုက်တဲ့အချိန်မှာကျွန်တော်သင်ကြားမယ်ပြီးသွားပြီနောက်တစ်ခုကျွန်တော်ကအဲ့ဒီဘာသာရပ်ကိုပဲထပ်ပြီးတော့ course အသစ်လုပ်စရာမလိုဘူးပေါ့နော်ကျွန်တော်တို့မှာ automate လုပ်လို့ရတဲ့ technique တွေရှိတယ်ပေါ့ဒါကတော့ကျွန်တော်တို့ဒီ automation level ထိရောက်အောင်ကျွန်တော်တို့သွားလို့ရတယ်ပေါ့နော် LMS ထဲမှာနောက်တစ်ခုကျွန်တော်တို့ကဒီ LMS
အနေနဲ့ပေါ့ဒါကတော့ဆရာမတွေဘက်ကနေကြည့်မယ်ဆိုရင်ကျွန်တော်တို့ចောင်းသားတွေရဲ့လိုအပ်ချက်ပေါ် needs ပေါ်မှာကျွန်တော်တို့ကသူတို့ရဲ့ level မှာကျွန်တော် multi ပြီးတော့ကျွန်တော်တို့ရဲ့ cost တွေကိုအချိန်မရွေးပြင်နိုင်တယ်ပြုပြင်နိုင်တယ်ပေါ့နော်ဒီလိုမျိုးလေးကျွန်တော်တို့ရှိပါတယ်လို့ကျွန်တော်ဒီ LMS ကိုသုံးခြင်းအပြင် benefits တွေကတော့ဒီလိုမျိုးတွေရှိရပါတော့ဒါပေမဲ့ကျွန်တော်တို့ဒါကတော့အနေအချင်းပဲရှိတာပေါ့နော်ကျွန်တော်တကယ်သုံးကြည့်တဲ့ချိန်မှာ LMS ကိုတကယ်ရွေးချယ်ပြီးတော့implementation လုပ်ပြီးတော့သုံးကြည့်တဲ့ချိန်မှာတိလာလိုက်မယ်ပေါ့နော်ဒီလိုမျိုး access တွေရှိတယ်ဆိုတာပို့ပြီးတော့ကိုယ်တိုင်းပို့ပြီးတော့ explore လုပ်လေကိုပို့ပြီးတော့တိလာလေပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်နောက်ထပ်ဗီဒီယိုတစ်ခုမှာကျွန်တော်က LMS ကိုကျွန်တော်တို့ကဘယ်လိုမျိုး login ဝင်မလဲဒါတော့ကျွန်တော်တို့ရဲ့အဖွဲ့အစည်းကကျွန်တော်တို့ရဲ့အဖွဲ့အစည်းတောင်မှကျွန်တော်တို့ရဲ့ကျောင်းကကျွန်တော်တို့ community ကဟို LMS သုံးနေဆိုရင်အဲ့လိုမျိုး LMS တွေမှာဘယ်လိုမျိုး login ဝင်ပြီးတော့စပြီးကျွန်တော်တို့က teachers တယောက်အနေနဲ့ဘယ်လိုမျိုးစပြီးတော့ LMS ကိုစသုံးရမလဲဆိုတော့ကျွန်တော်နောက်ဗီဒီယိုမှာရှင်းပြပေးချင်ပါတယ်အားလုံးပဲမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ